ဘယ်ဘဝရဲ့အချိုးပေးကုသိုလ်ကံလည်းမသိငါဒီဘဝမှာအခုလိုတွေလှဟဲ့လှတယ်ဆိုတာအာကုသို့ဟဲ့လှပါတယ်ဆိုမှကုသိုလ်ကံပေါ့အာကုသို့တငယ်ချင်းရေငါပြောပြမယ်ငယ်လေးမှကြည့်နေရလှတော့ဝဲစားလှတာပါတာလေးဝဲချင်မယ်ဝဲချင်တော့နေရမိဘကိုပူးစားမယ်မိဘမရှိမဲ့ရှိမဲ့နဲ့ရှားဝဲပေးမယ်ရှားဝဲပေးတော့ပစံကုန်တယ်ပစံကုန်ဘယ်သူမှဆိုစိတ်ညစ်တယ်မိဘစိတ်ညစ်အောင်လုပ်တော့အာကုသို့ဟောအပြိုပေါ်ဝင်တော့လေကိုကလှတာပါတာလေးဆိုတော့ကောင်လေးတွေကငမ်းမယ်ဟိုကောင်လေးကငန်းဒီကောင်လေးကငန်းဆိုအားလုံးမှာတဏှာစိတ်တွေပွားတာဘယ်သူကြောင့်လဲနင်းကြောင့်အဲ့တော့အာကုသို့ပဲအသက်ကြီးလာတော့လေကိုကလှနေတဲ့လူဆိုတော့ဝဲစားလေးတန်တန်လေးဝဲလိုက်တာနဲ့ပတ်ဝန်းကျင်ကပြောပြီးအဖွားကြီးအသက်ကြီးမှလှကျင်နေတယ်တို့ဘာတို့ ਨੇ သူတို့အမုန်းမြစ်စရာစိတ်ဖြစ်အောင်လုပ်တာဘာလို့လဲနင်းအလှတရားအာကုသို့တွေကြီးလေနေရလဲလှတာမလှရဲတော့ဘူး